နေ့စဉ်မိုးလေဝသသတင်း2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့နနက်9နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေအထိခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်တိမ်အထင်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအထင်ရှိမည်လှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်3ပေမှ5ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်အများအားဖြင့်တာယာမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်နှဲငယ်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်အများအားဖြင့်တာယာမည်